စိတ်တွေတူလုံးလို့ပြောပြမယ်မြန်မာနိုင်ငံသားတချို့ဟာလေသူများနိုင်ငံရောက်လာတာတော့မှပဲစိတ်တက်တွေအောက်တန်းကြတော့အဲ့ဒီစိတ်တက်တွေရှိနေလို့လေသူတို့တွေမတိုးတက်တာနော်ကျမလည်းမြန်မာနိုင်ငံသားပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုဒီပန်ဝင်းချင်းပေါ့နော်အခုဒီဘေးအိမ်ရပေါ့နော်ပြောင်းလာတာမကြသေးဘူးသူတို့ပေါ့နော်မြန်မာနိုင်ငံပဲနော်သူတို့သားသမီးတွေစစ်မှုထမ်းရမှာဆိုလို့ပြောင်းလာတာလားလည်းမသိဘူးဒါမှမဟုတ်လို့သူတို့ဒီမှာစီးပွားရေးရှိလို့အခြေချဖို့ပဲလာတာလားတော့မသိဘူးပေါ့နော်သူတို့လာတာပြောင်းလာတာဟာ2လမပြည့်သေးဘူးမပြည့်သေးပေမဲ့သူတို့ကကား2စီးဝယ်တယ်ပြီးလို့ရှိရင်ဆိုင်ကယ်3စီးရှိတယ်အဲ့ဒီဟာကိုရောက်ထားမှ2လမပြည့်သေးဘူးဆိုပြီးပန်ဝင်းကျင်တော့နားထောင်သွားနော်မြန်မာရဲစိတ်တိုတယ်နော်အဲ့ဒီလူတွေကိုသူများစားရတာမနာလို့နော်သူများလှပနေမနာလို့သူများတိုးတက်နေမနာလို့သူများအဆင်ပြေနေမြန်မာတွေသူများအဆင်ပြေနေမနာလို့ဒေါသတွေထွက်လို့အတန်တွေတောင်ထက်ကုန်ပြီနော်အဲ့ဒါကိုသူဟာနဲ့သူဘာအလုပ်ပဲလုပ်ပေါ့နော်သူကသူကားဝယ်လဲသူကိစ္စဆိုင်ကယ်ဝယ်လဲသူကိစ္စ2လမပြည့်သေးဘူးသူတို့ကကား2စီးဝယ်လိုက်တယ်ဆိုင်ကယ်3စီးဝယ်လိုက်တယ်ဆိုင်ကယ်ဆိုရင်လည်းအခု2025ထွက်တည်2026ထွက်တည်ပေါ့ဝယ်လိုက်တယ်အဲ့ဒါကိုပလိတ်ကိုသွားအကြောင်းကြားတယ်ရောက်ထားမှ2လမပြည့်သေးဘူးတဲ့ဘာတွေလုပ်လို့သူတို့ဒီလောက်ချမ်းသာနေတယ်မသိဘူးဆိုပြီးတော့သွားတိုင်နေတော့ပလိတ်ကိုအဲ့ဒါဒီမနေ့ပလိတ်ကလာစစ်ပါတယ်နော်ရောက်ထားမှ2လမပြည့်သေးဘူးကား2စီးဝယ်တယ်ဆိုင်ကယ်3စီးဝယ်တယ်ပေါ့ပြီးလို့ရှိရင်လက်ရှိနေတဲ့အိမ်ကိုလည်းဝယ်ဖို့ကိုအိမ်ရှင်ကိုသွားပြီးတော့ကမ်းလှမ်းနေဆိုတဲ့အကြောင်းနော်အဲ့တော့ညီမကပလိတ်ဒီရပေါ့နော်ကိုနဲ့တီးတဲ့ပလိတ်ပေါ့သူပါလာတာကိုပါလာတော့အဲ့ဒီပလိတ်ကိုမေးတော့နင်တို့မြန်မာတဲ့ရပဲတဲ့လာတိုင်တာတဲ့မနေ့ကညနေကရဲစခန်းကိုတဲ့လာအကြောင်းကြားလို့ငါတို့ကစစ်မိန်နဲ့လာစစ်ရတာတဲ့ကဲစဉ်းစားကြည့်ငါတို့မြန်မာတွေနော်ပန်ဝင်းကြီးမကောင်းရင်ဒီမနေ့လက်ထိတ်တွေနဲ့ပါသွားတာဆိုတော့ကိုတော်လန့်သွားတယ်ပလိတ်တွေအများကြီးနဲ့လာစစ်တာအခုဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာမဟုတ်လို့ပေါ့ဒါစင်ချင်းတဲ့သဘောနဲ့မပြတာနော်အိမ်ကိုအကုန်လုံးကျိုးဝါတွေတားပြီးတော့မှအကုန်လုံးချိတ်ပိတ်သွားတာနော်ဘလောက်ကြောက်ဖို့ကောင်းလဲနော်သူမြန်မာတွေသူများနိုင်ငံရောက်လာတာတောင်မှပဲစိတ်တက်တွေအောက်တန်းကြတာသူများအဆင်ပြေနေတာမနာလိုတာသူများစားတောက်နေရတာကိုမနာလိုတဲ့စိတ်ဟာဘလောက်ကြောက်ဖို့ကောင်းတယ်လဲလို့နော်သူ့ဘက်ကနာလို့လဲပြောပြတာမဟုတ်မြန်မာအချင်းချင်းဖေးဖေးမမရှိတာတွေကိုပြောပြတာ